ကြည့်ရင်အရှုပ်ထွေးဆုံးဖြစ်တဲ့လူကျွမ်းဘောအကြောင်းကိုရှင်းပြပေးပါမယ်ရိုးရိုးလေးပါပဲကိုဘက်ကလူကဘောလုံးကိုကန်လိုက်တဲ့အချိန်မှာတိုက်စစ်မှုဟာပြိုင်ပွဲရဲ့နောက်ဆုံးခံစစ်လူထက်ရှေ့ရောက်နေရင် offside ပါပဲ And the flag is up. The VAR confirms the offside decision against the striker. He was clearly ahead of the last defender. ဒီမှာ offside မဖြစ်ပါဘူးတိုက်စစ်နေရာကိုမြန်းဆွဲပြီးပြလိုက်မယ်အဒီကမှတ်ထားရမှာကဘောလုံးကန်လိုက်တဲ့အချိန်မှာဘောလုံးထွက်သွားပြီးမှပြေးတာကတော့ offside မဟုတ်ပါဘူးဒါပေမဲ့ကိုကွင်းဝက်ထဲမှာရှိနေရင်ဒါမှမဟုတ် throw in ကနေရရင်တော့ offside မရှိပါဘူးအခုဆို offside ကိုနားလည်သွားပြီမလား Right. နောက်ထပ်ဘောလုံးဗုဒ္ဓတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော် Right. like ပေးဖို့လည်းတောင်းဆိုပါရယ်